ဖြစ်တည်နေသောအရာကိုတော့မျက်မှောက်တော်သာအဆွဲလန်းဆုံးနေကြစံသာပြေဝကိုကွယ်မိကိုတော့ရဲ့မျက်မှောက်တော်နှလုံးသားတွေကတောင်းတနေပါမည်ကျွန်တော်မြဲတဲ့ချာချင်ဆုံးကိုတော့ရဲ့စကားအတန်တော်ကျွန်တော်မြဲတဲ့ရှိချင်ဆုံးကိုတော့ရဲ့မျက်မှောက်တော်ကိုတော့ရှိမှောက်တော်၌ပြေဝကိုခွေစေသခင်ရဲ့မျက်နှာတော်လွှဲ၍မသွားပါနဲ့အစွမ်းစားရှိသည်များဖြင့်အတွဲဝိညာဉ်တွေကကိုယ်ွယ်မိစကားပါ၏ကိုတော့ရရှိတော်၌စံပြေဝကိုယ်ွယ်မိအထံတော်ပါမှာအမြဲတမ်းရှိခြင်းဆုံးနှဆိုင်ဆုံးသောမျက်မှောက်တော်သာစကားပါ၏ကိုတော့ရရှိတော်၌စံပြေဝကိုယ်ွယ်မိအထံတော်ပါမှာအမြဲတမ်းရှိခြင်းဆုံးနှဆိုင်ဆုံးသောမျက်မှောက်တော်သာ